မင်္ဂလာပါဒီတစ်ခေါက်တော့ဒီ FZ V2 version 2လေးอ่ะเนาะဒီကောင်ကနော်တယ်လဲစီမပြောင်းပလက်မီလဲမထွက်ဘူးသူ့ရဲ့ ECN လည်းလောင်ထားတယ်အဲ့ဒါလေးကိုအဖြေရှာပေးတာเนาะဒီမှာ ECN အတစ်လေးတက်ထားတယ်ဒါလေးက ECN အဟောင်းလေးเนาะဒီကောင်လေးလောင်သွားတာဘယ်ကနေစလောင်လဲဆိုတော့ဒီဆိုင်ကယ်ပိုင်ရှင်သူကတော့ပြောက်သွားတာတဲ့တော့ပြောက်တာနေပြီးတော့သူကစလာပေါ့ဘယ်လိုစလာလဲဆိုတော့တော်ကျိုးကိုသူကပူးပြီးစီးတာတော်ကျိုးပူးပြီးစီးတော့ဒီကောင်ကနောက်ပိုင်းကျတော့မနိုးတော့ဒီမှာခါမှဒီမှာအစုံလေးရှိရဲ့ engine store ထွက်လာတဲ့ဟာလေးအဲထွက်လာတဲ့အစုံလေးကိုလည်းသူတို့ဒီဘက်ကကျိုးတွေလည်းအကုန်ပတ် join လာတာဒါသူလာကနေကကျိုးကဒီတိုင်းလာတာပဲအဲ့လေးကိုပြန်ပြီးလိုက်ပေးရတာနောက်ထပ်အသစ်ထဲတဲ့ easy ရလေးမလောင်အောင်လို့နော်ဘယ်ကတခြားဆိုင်ကနေပြန်ပြီးဆွဲခဲ့တာပေါ့ဒါလေးလိုက်ပေးပါအောင်ဆိုလို့ပြန်လိုက်ပေးတာနော်လိုက်ပြီးတော့သူကပြစ်ချက်တွေကအများကြီးဖြစ်နေတယ်အားတွေကိုတစ်ခုချင်းဝါလေးကိုဒီစာလေးလိုက်ပေးရတာအားလေးပြန်ပြီးမျှဝေပေးမယ်နော်ဘယ်ကနေစဖြစ်လဲဆိုတာဒီဝါလေးကြောင့်လည်းထပ်ပြီးရှင်းပြ။ TV စင်ဆာနော် TV စင်ဆာထဲမှာဒီကောင် Mac စင်ဆာပါမယ် IND ပါမယ်နော်ဒီကောင်သုံးခုတွဲပြီးထားတာဒီကောင်တွေကဒီ model နှိမ့်တဲ့ဘိန်းနေဆိုတော့ဒီကောင်တွေကတစ်ခုတခြားစီမထားသေးဘူးမထားသေးတော့ဒီကောင်ကအမှန်ဒီကလစ်သွားတာဒီ TV စင်ဆာ TV စင်ဆာကသူကဘိုးတွေထုတ်မပြီးတော့နော်တွေကစီမဖျန်းဘူးဝါရိတ်လိုက်တဲ့အချိန်မှာပလက်ကမီးထွက်သွားပြီမဲ့လည်းနော်တွေကစီဖျန်းမပေးဘူးအဲ့တော့လိုက်ရင်းနဲ့ရှာလိုက်တော့ဒီမှာဒီပင်လေးတွေပြောပြမယ်နော်တော့ဒီ TV စင်ဆာဝင်တဲ့ပင်လေးသုံးပင်ကိုရင်ပြလိုက်မယ်နော်ဒီမှာဒီအပြာရောင်ပင်လေးရယ်ဒီမှာမဲပြပင်လေးရယ်အဝါပင်လေးရယ်ရှိရယ်နော်ဒီမှာမဲပြလေးကကြတော့သူက TV စင်ဆာအလုံးလုံးရန်အတွက်ဒီကောင်က ground ပေးတယ်စင်ဆာ ground ပေးတဲ့ဂျိုး ECU ကလာတယ်နော်ဒီကောင် ECU လာတယ် ECU ကနေလာလိုက်ဒီကောင်ပင်နာဘက်6ကနေလာတယ်ဒီဘက်ကကျတော့ TV စင်ဆာလုံးလို့ဖို့အတွက်5 volt ပေးတယ်နော်ဒီပြာရောင်ဂျိုးလေးကဒီ5 volt ပေးတယ်5 volt ပေးတဲ့ဂျိုးလေးကလည်း ECU ပင်နာဘက်8ကနေလာတယ်ဒီကောင်လေးကအဝါရောင်လေးဒီအဝါရောင်လေးကကြတော့သူကလီဗာဆွဲလိုက်တဲ့အချိန်မှာဒီကောင် signal ပြန်ပို့တာ ECU သတင်းပြန်ပို့တာဒီကောင်လေးကိုတိုင်းကြည့်ဒီကောင်ဘယ်လောက်ဝင်းကျင်ရှိလဲဆိုဒီကောင်လေးရဲ့ volt က5 volt ဝင်းကျင်ရှိတယ်သုံးဖို့ပတ်ချလဲဆိုရင်လည်းရတယ်ဒီကောင်လီဗာဆွဲလိုက်တဲ့အချိန်မှာဒီ TV စင်ဆာအဟောင်းလေးနဲ့ဆိုတော့ဒီကောင် volt တွေမပြဘူးဒီကောင်ခန့်နေရဒီကောင်စက်ထဲမှာလည်းမပြဘူးချက်မီးကလည်းမခုံဘူးအဲ့နဲ့စစ်လိုက်တော့နော်တွေကစီမဖျန်းဘူးပလက်ကလည်းမီးထွက်ပြီးနောက်ဆုံးတော့ဒီကောင်လေးလဲပေးလိုက်တယ်လဲလိုက်တော့ဒီကောင်နော်တွေကလည်းစီဖျန်းသွားပြီဒီဘက်ကလည်း5 volt ထွက်သွားပြီ second လည်း5 volt ပြန်ပို့ပြီဒီအပင်လေးတွေကလည်းစင်ပြေသွားပြီသူ့အပင်လေးနဲ့သူတေချာပြန်ပတ်ပေးရတာပေါ့โอเคဒီဆိုင်ကလေးကမကုန်သေးမဲ့တော်တော်ကုန်သွားတယ်ဒီမှာ ECN လည်း9သိန်းပေးခဲ့ရတယ်ပြီးတော့ဒိုင်အောက်တွေရောလဲထားတယ်သူ့ဒိုင်အောက်အောင်းနေလဲကောင်းတယ်ကျွန်တော်ပြန်ဆန်းလို့ကောင်းတဲ့ဟာလေးတော့ပြန်ထည့်ပေးမှာပေါ့โอเคဒီမှာဒီ ECN ကတော့ဒီမှာပွင့်သွားတာဒီအောက်ချန်နေပွင့်သွားတာကျွန်တော်ဖောက်ကြည့်ထားရနော်ဒါဒီဆိုင်ဖောက်မကြည့်ရသေးဘူးဖောက်ကြည့်ပြီးနေကောင်ဘယ်ကပြက်စီးတယ်ဆိုဒါလေးထုတ်ကြည့်ရပါဗောလေပြင်လို့ရရင်လည်းပြင်ပါဗောပြင်လို့မရတော့လည်းသူတို့ထည့်ထားတဲ့အစ်စ်ဒီမှာဒါအစ်စ်ကလေးဒီကောင်လေးထက်လောင်ပါဆိုလို့ကျွန်တော်ဝါရင်းသေချာပြန်လိုက်ပေးထားတယ်တကယ်အကယ်၍ဒါဒီကောင်တော့ဆက်တက်မယ်ဆိုရင်တော့လောင်ပါပဲဒီ ECU လဲဒီကောင်9သိန်းပေးရရင်နော် original Yamaha သိန်းနဲ့လာတယ်ကျွန်တော်ဘက်ကဈေးနဲ့ကြီးတာဗောလေဝယ်ရတာခက်ခဲတာဗောဒါတော့သူအဟောင်းလေးကုတ်လေးတွေတူတယ်နော်ဒီကောင်လေးပြန်တက်တယ်ခုတော့နော်တွေကလည်းစီဖျန်းသွားတယ်โอเคနော်တွေစီမဖျန်းဘူးဆိုရင်ကြီးရမှာဒီပါစင်ဆာလည်းကြီးရမယ်ဘန်းကယ်စင်ဆာကိုလည်းကြီးရမယ်ပြီးတော့ဟိုဘက် CKB အာယုံခံတဲ့ဖြက်ကွိုင်ကိုလည်းကြီးရမယ်နော်အဲ့သုံးခုကြီးရင်နော်တွေကစီဖျန်းတယ်ခုလောကျွန်တော်ဟိုဘက်နှစ်ခုကိုစစ်တယ်ဘန်းကယ်စင်ဆာကိုစစ်တယ် TV စင်ဆာကိုစစ်တယ်အဲ့နှစ်ခုကလည်းကောင်းတယ် TV စင်ဆာကလည်း TV စင်ဆာလေးကိုဖြုတ်ကြည့်လိုက်တော့တော်တော်လေးချင်းနေဆိုးသွားတယ်သူကကျိုးတွေကမှားတက်ထားတာဆို TV စင်ဆာလေးကိုသူ5 volt ဝင်ရမယ့်နေရာမှာသူက12 volt တွေဝင်ထားတာအဲ့ကြောင့်ဒီကောင်ကန်းသွားတာကောင်လေးလောင်သွားတယ်ပြီးရင် ECU အဝင်ထွက်ကျိုးတွေကလည်းမှားနေတယ်ဒါတွေအကုန်လုံးပြန်ပြီးရှင်းပြီးတော့ကျွန်တော်ဒီချက်ပြန်ပတ်ပေးတာရယ်နော်ဒါလေးပြန်ပတ်ရမှာပေါ့ဒီဒါလေးသူ original လေးတိုင်းဖြစ်အောင်အနည်းဆက်ဆုံးတော့ပတ်ပေးရမှာပေါ့ကဲဒီကိုတွေဆိုင်ကပြင်တဲ့ခါကျရင်တော့ကျိုးတွေကိုမိမခတ်ပါနဲ့တွေးတဲ့ကျိုးတွေရှောက်မထိုးပါနဲ့ဒီချာလေးလိုက်ကြပါဝယ်ဒီကောင်နော်တယ်လေးစီဖျန်းပြမယ်နော်တော့ဖွင့်မယ်ပြီးစတက်လေးဆွဲမယ်နော်စတက်လေးဆွဲရပြီတစ်ချက်လောက်မှုလားမွေโอเคစီဖျန်းတယ်နော် TV စင်ဆာအဟောင်းလေးတက်ပြီးတော့စီဖျန်းပြမယ်နော်ဒါ TV စင်ဆာအတစ်လေးတက်ထားရနော်အဟောင်းလေးပြန်တက်ပြမယ်နော်အဟောင်းလေးတက်ပြီးတော့စီဖျန်းတစ်ချက်ကြည့်မယ်နော်ဒီမှာနော်သူအတစ်ကလေးကိုဖြုတ်လိုက်မယ်နော်ဖြုတ်ပြီးဒီမှာဒါအဟောင်းလေးဒါအဟောင်းဒါလေးအစ်
โอเคဒါလေးကိုတက်လိုက်မယ်နော်ဒါလေးတက်ပြီးရင်ဒီမှာတက်မယ်နော်တက်ပြီးရင်တော့တဲ့စီဖြန်းမဖြန်းတစ်ချက်ကြည့်မယ်နော် FZ version 2တွေက TV sensor လုံးဝလစ်တယ်ဆိုရင်ဒီကောင်တွေကနော်စရာစီမဖြန်းပါပန်းတွေကလစ်နေတယ်ဆိုရင်လုံးဝစီမဖြန်းပါ CKB မကောင်းရင်လည်းနော်တဲ့စီမဖြန်းပါလောက်တော်လေးဖွင့်မယ်လောက်စကစလုံးဝစီမဖြန်းပါဘူး PC ကလုံးဝအနှုတ်ထုတ်မပေးပါဘူး PC ကအနှုတ်ထုတ်မပေးတဲ့အတွက်နော်တဲ့ကအပေါင်းတော်ရောက်ထားတယ်အနှုတ်မရောက်တော့လုံးဝစီဖြန်းမပေးဘူးเนาะအဲ့တော့ကျွန်တော်ဒီ TV sensor အတင်လေးပြန်တက်မယ်နော်တကယ်လေသူ့ရဲ့အဓိကပြစ်ချက်ကတော့ဒီကောင် TV sensor မကောင်းတာ TV sensor မကောင်းတာမှဝါရင်းတွေပတ်လိုက်တယ်လိုက်တော့ ECU မှာ short ဝင်သွားတယ်တော်လဲတဲ့အချိန်မှာလည်းပြဿနာနည်းနည်းတက်တယ်ရှေ့ခေါင်းချမ်းမှာလည်းကျိုးလေးတွေမှားထုတ်ထားတာရှိတယ်ဒီ EFI ဆိုင်ကလေးပြင်မယ်ဆိုရင်ကျွန်တော်ဟိုတချို့ဝါချိုးစရာလို့ပြောတော့မဟုတ်ပါဘူးနည်းနည်းအတွေ့အကြုံရှိတဲ့လူ EFI တင်တန်းလေးတက်ထားတဲ့လူလေးတွေကိုကျွန်တော်ကတက်သည့်နားလဲတယ်လို့ပြင်သေးခြင်းနဲ့